ပြောင်းလဲဆိုတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဘဝအခြေအနေကိုလည်းပြန်ဆင်ခြင်ကြည့်မယ်ဆိုရင်ဟိုးငယ်ကလေးကနေပြီးလူမန်းတိစအရွယ်ကနေစပြီးတော့ကျွန်တော်တို့လူလက်ပိုင်းအထိပညာတွေကိုသင်ကြားရတာဖြစ်ပါတယ်ဒီလိုပညာတွေသင်ကြားလာမှပဲကျွန်တော်တို့လူတစ်လုံးသူတစ်လုံးဖြစ်တယ်အဲ့လိုပြောလို့ပညာမသင်ကြားရတဲ့လူတွေအသုံးလုံးတော့မသိတဲ့လူတွေကလူတစ်လုံးသူတစ်လုံးမဖြစ်ဘူးလို့ကျွန်တော်မဆိုလိုပါဘူးနော်ပညာမသင်ကြားပေမဲ့လည်းပဲဖျားခင်ကောင်းကြီးပေးပြီးချီးမြှောက်တဲ့လူတွေများစွာရှိပါတယ်သို့တော်လည်းပဲယခုလိုမျိုး ID ခစ်တွေဤပညာခစ်တွေကျွန်တော်တို့အခုဒီ Zoom နေတော်မှနော်အဆင့်မြင့်သွားပြီ AI Zoom ဖြစ်သွားပြီကျွန်တော်သုံးတတ်ပါမလားမသိဘူးဗျာဆိုတော့အခုကျေးဇူးပြုပြီးတော့ဆရာမကျွန်တော်ကို screen share လေးလုပ်ပေးလို့ရမလားမသိဘူးနော်ကျွန်တော်ပြန်သုံးသက်အောင်ပါမလားဆိုတာကျွန်တော်လောက်ထားပါရဲ့နော်ဟုတ်ဆိုတော့ကျွန်တော်ခုဒီနေ့ပေါ့လေဒီနေ့တကယ့်ကိုဉာဏ်ပညာရဲ့အရင်းအမြစ်ပြောရမှာပေါ့လေအရေးကြီးဆုံးသောအကြောင်းအရာကျွန်တော်ဒီနေ့မှာဆွေးနွေးသွားမှာဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ပညာတတ်ကြီးတယောက်ဖြစ်ချင်တယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့ဒီယေရှုခရစ်တော်၌ညီခံဖို့လိုအပ်တယ်ဆိုတော့ရှေးဥစွာပြောချင်ပါတယ်ဒါလည်းရှေးဥစွာပြောသလိုနောက်ဆုံးပြောတာလည်းဖြစ်ပါတယ်ပြောချင်တာကဒီအကြောင်းအရာနဲ့စပြီးတော့ဒီအကြောင်းအရာနဲ့ပဲဆုံးမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာရှင်မသက်ခရစ်ခန်းကြီး7အခန်းငယ်28လို့ပြောတဲ့အခါမှာယုံကြည်သူတိုင်းယုံကြည်သူတိုင်းဟို Sunday School ကလေးဘဝကနေပြီးတော့တည်သောကျမ်းပိုက်ဖြစ်ပါတယ်အရေးကြီးသောကျမ်းပိုက်လည်းဖြစ်တယ်တည်တင်သောကျမ်းပိုက်လည်းဖြစ်ပါတယ်အားလုံးတူတူကဆိုကြည့်မလားကြပါတယ်နော်ကျွန်တော်ပဲဆိုပါမယ်ဝင်လေးရိပ်ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမည်ဝင်လေး၍ပင်ပန်းသောသူအပေါင်းတို့ငါထံသို့လာကြလောငါသည်ချမ်းသာပေးမည်ဤနှုတ်ကပတ်ကိုကျွန်တော်တို့သည်ဟိုးငယ်စဉ်တောင်ကြီးကလေးဘဝကလေးကအလို့ရသောကျမ်းပိုက်များဖြစ်ပါတယ်အင်မတန်မှခွန်အားရသောကျမ်းပိုက်ဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့မတော်သောတဲ့ခရစ်ယာန်တွေအများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒီချိန်မှာသိရတဲ့အခါမှာဝမ်းနည်းစရာကောင်းပါလေဆက်ပြီးကျွန်တော်တို့သွားရမှာဖြစ်ပါတယ်ဒီ CTCM မှာရှိသောသူများနော် ICMF မှာပါဝင်သောသူများအနေနဲ့ရှစ်ဆက်ပြီးသွားမဲ့လူတွေဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်တချို့တွေကသွားပြီးသားလူတွေဖြစ်ပါတယ်ဆိုတော့သွားပြီးသားသူများနဲ့အတူသွားကြပါစို့မသွားသေးတဲ့လူတွေလည်းသွားဖို့အတွက်နော်စက္ကပ်ကြပါစို့လို့ကျွန်တော်ခွန်အားပေးချင်ပါတယ်ဒါကတော့ငါတဘိုးကိုတင်၍ထမ်းကြလော့ငါထံ၌နီးခံကြလော့ဒီနေ့ topic ဖြစ်ပါတယ်ငါသည်နုညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏သင်တို့စိတ်နှလုံးသည်တက်တာခြင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘိုးသည်ထမ်းလွယ်၏ငါအဝန်လည်းပေါ့၏ဟုမိန့်တော်မူ၏ဟာလေလုယာဟာလေလုယာအာမင်ဆိုတော့ကျွန်တော်နှုတ်ကပတ်တော်ကတော့ယေရှုခရစ်၌နီးခံခြင်းဖြစ်ပါတယ်လို့နှုတ်ကပတ်တော်ကျွန်တော်အစကနေလဲဆူတောင်းဆက်ကပ်ပေးထားပါတယ်အထူးဆူတောင်းမှလည်းကျွန်တော်အထူးဆူတောင်းထားတာကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်လဲဆက်ကပ်ချင်ပါတယ်လို့အတူတူကခဏလေးဆူတောင်းဆက်ကပ်ကြပါစို့အဖာကိုလို့ယေရှုတင်နေဒီနေ့ကိုတော့ဖန်ဆင်းသောတာယာသောညနေခင်းမှာယခုကဲ့သို့ကိုတို့ကိုချစ်တော်မိသားစုများနဲ့ပြန်လည်ပြီးတော့အတူတူကဝတ်ပြုရတဲ့ခွင့်ကိုနှုတ်ကပတ်တော်ကိုဝင်ငှရတဲ့ခွင့်ကိုပေးတော်ကြောင့်ကိုယေရှုတင်ပါ၏ဖာကျွန်တော်နှုတ်ရှာပါစက်ကိုပိတ်သိတော်မူပါဒီဆောက်ဆရာဖြစ်စေတော်မူပါခွန်အားဖြစ်စေတော်မူပါအသစ်သောပြတင်းပေါက်ဖြစ်စေတော်မူပါအသစ်သောခြေလမ်းဖြစ်စေတော်မူပါဤနှုတ်ကပတ်ဒီခရစ်ရှင်ချားတဲ့ခင်ဘုံတော်ထင်ရှားဖို့အတွက်ဖြစ်စေတော်မူပါကောင်းကြီးပေးတော်မူပါဒါနာသူတယောက်ချင်းစီတိုင်းအတွက်ကောင်းကြီးဖြစ်စေတော်မူ၏ကြောင့်လက်တော်သို့အနံလျက်ဤနှုတ်ကပတ်တရားတော်ကိုယေရှုခရစ်နာမတော်အားဖြင့်တူတူကဆုတောင်းဆက်ကပ်ကြပါ၏အာမင်ကျွန်တော်တို့နော်ရှားလူတွေကတော့ခေါ်လားမသိဘူးကျွန်တော်တော့ခေါ်မယ်နော်ဒေါက်တာ slide me for နော်ဒေါက်တာလို့ခေါ်ရကြအရသာရှိတယ်နော်ဒေါက်တာအောင်စမင်းနော်ဒေါက်တာတင်မောတေနော်ကျွန်တော်ခေါ်တာတကယ်ပဲဒေါက်တာကတော့ဒေါက်တာခေါ်တင်ပါလေလို့နော်စေးလာကုမယ်ဆိုရင်တော့ sorry ပေါ့နော်လာစေးချောင်းမလာမကုပါနဲ့နော်စေးနော်ကျွန်တော်တို့ကျွန်တော်တို့ခိုင်ကြရင်လည်းပဲဒေါက်တာဆိုတာနဲ့စေးလာကုတဲ့လူတွေရှိတယ်နော် no
ဆိုတော့ဒီဆရာ slide before ပြောသလိုပေါ့လေအချိန်အများကြီးယူချင်ပါတယ်ကျွန်တော်အရင်တုန်းကwifi သုံးတဲ့ခါပေါ့နော်ဒါ CTC မှာ2နာရီလောက်3နာရီလောက်အနည်းဆုံးကျွန်တော်အချိန်ယူနေကြဆိုတော့နှုတ်ကပတ်တော်ဝင်ငိုင်လဲ2နာရီ3နာရီလောက်ဖြစ်သွားတတ်တယ်လीနော်ဆိုတော့တခြားလူတွေကိုကျွန်တော်လန့်အောင်ကျွန်တော်ပူပေါင်းကြံစီတာတော့မဟုတ်ပါဘူးလို့ဒီနေ့မှာတော့ကျွန်တော်ကတော့လူရင်းတူရှင်းမဲ့သွားမှာဖြစ်ပါတယ်ဆိုတော့ခုနနှုတ်ကပတ်တော်ကိုကျွန်တော်ပြန်လိုက်ပြီးတော့ဆင်ခြင်တဲ့အခါမှာဝန်လေးရိပ်ပင်ပန်းသောသူပေါင်းတို့ငါအထံသို့လာကြတော့ငါဒီချမ်းသာပေးမည်လို့ပြောပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကိုယုံကြည်သူတွေမကဘူးမယုံကြည်သူတွေလည်းခဏကြားရတဲ့နှုတ်ကပတ်တော်ဖြစ်ကြောင်းကျွန်တော်သိရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ live မလွတ်တော့ဘူးเนาะမယုံကြည်သူကျွန်တော်တို့ညီကိုများကဘယ်လိုပြောလဲဆိုရင်မင်းတို့ဖျားကားတဲ့နော်ယေရှုက Jesus လေယေရှုသခင်ယေရှုလို့မခေါ်ဘူး Jesus ပဲ Jesus ကတဲ့မဲဆွဲတယ်ဖျားတဲ့ Jesus ကမဲဆွဲတယ်တဲ့နော်ငါထံသို့လာပါငါချမ်းသာပေးမယ်တဲ့ငါတပူကပေါ့တယ်တဲ့ဒါမဲဆွဲတာပဲတဲ့နော်တဲ့ယေရှုကနိုင်ငံရေးခေါင်းဆောင်ကြားနေတာပဲနော်ဒါလည်းတနည်းအားဖြင့်ဟုတ်တယ်နော်မယုံကြည်သူတွေအနေနဲ့ကြည့်မယ်ဆိုဟာဒီခေါင်းဆောင်ကခရစ်ယာန်တွေရဲ့ခေါင်းဆောင်ဖြစ်တဲ့ယေရှုကတော်တော်မဲဆွဲတာပဲဟောသူ့နောက်ကိုတော်တော်လိုက်စေချင်တာပဲဆိုပြီးတော့စဉ်းစားစရာအကြောင်းရှိပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့လည်းပြန်လဲစဉ်းစားရအောင်ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့လို့ပြောပါတယ်ဆိုတော့အခုချိန်မှာကျွန်တော်တို့ဝန်လေး၍ပင်ပန်းသောသူအပေါင်းရှိပါသလားလို့မေးလို့စီရင်ကျွန်တော်တို့မြန်မာနိုင်ငံအခြေအနေနဲ့ကျွန်တော်တို့မိသားစုကတော့ဘာမှဆူတောင်းဆရာမလိုဘူးဆရာရဲ့ကျွန်တော်မိသားစုမှာတော့ဘာပြဿနာမှမရှိဘူးဆရာရဲ့ကျေးဇူးတော်ပဲဆိုတာရှိပါမလားနော်ဒေါက်တာအောင်စမင်လောက်ပဲရှိမယ်ထင်တယ်နော်ပြောချင်တာကဝန်လေးရဲ့မြန်မာနိုင်ငံမှာအခုချိန်မှာနေရာတိုင်းမှာဝမ်းနဲ့ချင်းနေနဲ့ပြည်နေတာဖြစ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံအမှုရောက်နေတာအမှုရောက်တော့ကာလ၌တဲ့ငါ့ကိုပထနာပြုဖို့တဲ့စာလံထဲမှာပြောထားတယ်ကျွန်တော်မြန်မာနိုင်ငံကြီးကဘယ်ဖက်မှာမျက်ရည်ကျနေတယ်ညာဖက်မျက်ရည်ကလည်းကျတယ်ဘယ်ဖက်မျက်ရည်မချောက်သေးဘူးညာဖက်မျက်ရည်ကျတယ်နော်ကိုဗစ်တွေဖြစ်ပြီးတော့နောက်ပိုင်းမှာစစ်တွေဖြစ်တယ်ဝိုးရေကြီးတယ်ညင်ကလေးတွေလှုပ်တယ်မကြသေးဘူးပြီးတော့ဘုံကျဲချင်းတွေခံရတယ်အိမ်ရှိတယ်အိမ်မှာမနေရဘူးမိတ်ဆွေမြန်မာနိုင်ငံမှာနေရတာကျွန်တော်တို့နော်ဘာမှစိုးရိမ်တော့ကမရှိဘူးဆရာရဲ့ကျေးဇူးတော်ပဲလို့ပြောလို့စီဒါကတနည်းအားဖြင့်တော့အကောင်းမြင်သောသူကျေးဇူးချီးမွမ်းသောသူတို့ကျွန်တော်တို့ထင်မြင်စရာရှိပေမဲ့လည်းပဲအမှန်တကယ်အိမ်ရင်းရေးမှာပဲဖြစ်ဖြစ်တိုင်းပြည်တွင်းရေးမှာပဲဖြစ်ဖြစ်စိတ်ချမ်းသာစရာကောင်းတဲ့အချိန်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ဒီလိုအချိန်မှာကျွန်တော်တို့ရဲ့အာကိုအားထားရာကတော့ဖျားသခင်တပါးတည်းရှိတယ်ဆိုတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိပြီးသားဖြစ်ပါတယ်လို့ဒီလိုမျိုးခက်ခဲမှုကြုံတဲ့ချိန်မှာတချို့တွေကပို့ပြီးဝေးကွာသွားတယ်ဖျားနဲ့အများကြီးရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီမှာတော့ဝင်လေးပင်ပန်းသောသူပေါင်းတို့လို့ပြောတဲ့အခါမှာကျွန်တော်တို့ပင်ပန်းခြင်း၃မျိုးတွေ့ရပါတယ်ပေါ့နော်ကျွန်တော်ရဲ့ခန္ဓာပင်ပန်းခြင်းကိုအရင်ဆုံးကြည့်ရအောင်ကျွန်တော်တို့ခန္ဓာပင်ပန်းတယ်ဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့အစားအသောက်တွေမှန်ကန်ခြင်းတွေပြောတာဖြစ်တယ်အေးရေးပြက်လွန်းတာတွေလည်းပဲခန္ဓာကိုယ်ပင်ပန်းစေတဲ့အကြောင်းအရာဖြစ်တယ်အစမတန်လှုပ်ရှားမှုလွန်ခဲ့ခြင်းဥပမာကျွန်တော်တို့ခါတိုင်းကိုခြေလမ်းတမိုင်လောက်ပဲသွားနေကြလူကနော်ဒီနေ့မှာကျွန်တော်တို့2မိုင်3မိုင်သွားလိုက်တယ်ဆိုရင်ကျွန်တော်တို့လုံးဝခါတိုင်းထက်ပို့ပြီးတော့2ဆ3ဆဖြစ်တဲ့အတွက်ပင်ပန်းသွားပြီနော်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ပြီးတော့ဒီမချမ်းမာချင်းပေါ့နော်ခန္ဓာကိုယ်ပင်ပန်းတဲ့အခါမှာကျွန်တော်တို့ကိုခန္ဓာကိုယ်မှာမချမ်းမာချင်းတွေလည်းဖြစ်ပေါ်လာတာဖြစ်ပါတယ်လို့ဆိုတော့ကျွန်တော်တို့စိတ်ပင်ပန်းခြင်းကိုကြည့်မယ်ဆိုရင်စိတ်ပူပန်တာအများနဲ့စိုးရိမ်ပူပန်နေရစိုးရိမ်နေတာနော်စိုးရိမ်မဖြစ်သေးတဲ့အရာတွေပေါ်မှာကျွန်တော်တို့စိုးရိမ်နေတာဒီကလေးတွေကြောင်းသွားမယ်ဆိုရင်လမ်းမှာကားတိုက်ခိုင်းရင်ဘယ်လိုလုပ်မလဲကလေးတွေကြောင်းသွားတဲ့အခါမှာဒီနေ့ကလေးတွေတအားပျောက်နေတယ်တခြားလူတွေကမုတ်လေးတွေလာကျွေးပြီးတော့ပေးပြီးတော့ခေါ်ဝိုင်းဘယ်လိုလုပ်မလဲကျွန်တော်တို့စိုးရိမ်ပူပန်ရတယ်နော်မိဘများအနေနဲ့ပြီးရင်ကျွန်တော်တို့ပညာရေးငွေကြေးဘယ်လိုပေးရမလဲအစရှိသဖြင့်ကျွန်တော်တို့တခါလေကျရင်အလွန်မင်းကြောင်လျွန့်တုံလှုပ်ခြင်းတွေညင်ကလေးမှာတချို့တွေမန္တလေးမှာရှိတဲ့လူတွေတေဘေးမရောက်တဲ့လူတွေဆိုကြောင်လျွန့်တုံလှုပ်ပြီးတော့စိတ်တန်ရရသွားတဲ့လူတွေအများကြီးရှိတယ်
အခုချိန်ထိနော်အိမ်ကလှုပ်နေတယ်လို့ရမ်းကြောက်တယ်အဲ့ဒီငလင်လှုပ်ပြီးတော့တပတ်လောက်ထိအိမ်ကလှုပ်နေတယ်လို့ခံစားနေရတာဖြစ်တယ်ဟုတ်တယ်နော်ကျွန်တော်တို့ဒီရန်ကုန်မှာတော့မှ4-5 မိနစ်လောက်လှုပ်တာကျွန်တော်တို့ငလင်မူးတယ်တကယ်ပဲတော့တပတ်လောက်ထိရတော့လေဟိုထမင်းစားနေတန်းလန်းနဲ့လည်းလှုပ်နေတယ်လို့အိမ်နေတန်းလန်းနဲ့လှုပ်နေတယ်လို့ကိုခံစားနေရတာအဲ့ဒါကျွန်တော်တို့ကြောက်ရွံ့တုန်လှုပ်သွားတဲ့အခါမှာစိတ်တန်ရာဖြစ်သွားတာဖြစ်ကျွန်တော်တို့အရှိမ accident ကြုံသွားတယ်တော့ကားမြင်လန့်နေတယ်အဲ့လိုမျိုးတွေပေါ့လေစိတ်တန်ရာကြုံစုံနဲ့စိတ်ပင်ပန်းမှုတွေရှိပါတယ်ယောဂကဲ့သို့ဆွဲကပ်နေတဲ့သူတွေရှိပါတယ်တောကလွှမ်းမိုးခြင်းကြတော့ကျွန်တော်တို့ခုနလိုမျိုးကြုံစုံသွားတဲ့အရာနော်စိတ်မိသားစုတွေဆုံးရှုံးသွားတဲ့သူတွေကိုအချစ်ရဆုံးအဖွာဆုံးသွားတဲ့အချိန်မှာတောကတွေလွှမ်းမိုးရတယ်ကိုအားကိုရတဲ့ဖခင်ကြီးဆုံးသွားတဲ့အခါမှာကိုရမ်းချစ်ရတဲ့အကိုကြီးဆုံးသွားတဲ့အခါမှာတောကတွေလွှမ်းမိုးရတယ်တင်းရဲ့စိတ်ပင်ပန်းခြင်းကအဲ့ဒီအချိန်မှာအမြင့်ဆုံးဖြစ်ပါတယ်နောက်တစ်ခုကတော့တင်းရဲ့ဝိညာဉ်ပင်ပန်းခြင်းဖြစ်တယ်အရာမနစ်သက်သောအဖြစ်ကိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ကပင်ပန်းပါတယ်ပြီးရင်ဖြားသခင်နှစ်သက်သောအရာကိုမလှုပ်ဆောင်ခြင်းကလည်းပဲကျွန်တော်တို့ရဲ့ဝိညာဉ်ကိုပင်ပန်းစေပါတယ်ကျွန်တော်တို့တခါလေကျရင်ဖြားသခင်မကြိုက်တာလုပ်ရင်ပဲကျွန်တော်အပြစ်လို့ထင်တာနော်ဖြားသခင်မကြိုက်တာဆက်နေမတော့ဘူးငါရက်မတော့ဘူးဟေးဖြားသခင်မကြိုက်တာငါပါဝမလုပ်ဘူးပြီးတော့ဖြားသခင်ကြိုက်နှစ်သက်တဲ့ပေးလှူခြင်းတွေလည်းမလုပ်ဘူးဖြားကြောင်းသွားခြင်းတွေလည်းမလုပ်ဘူးဓာတ်စာဖတ်ခြင်းတွေလည်းမလုပ်ဘူးစုတောင်းခြင်းတွေလည်းမပါဝင်တော့ဘူးဆိုရင်ဒါကကျွန်တော်တို့ဝိညာဉ်ရမ်းပင်ပန်းသွားပြီဝိညာဉ်ရမ်းအားနေသွားပြီဆိုတော့သိစေချင်ပါတယ်သူတို့ဝင်လေရဲ့ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလို့ပြောတဲ့အခါမှာကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ကြည့်မယ်ဆိုရင်နော်ဒီအရှိပိုင်းမှာသခင်ယေရှုကမစိုးရိမ်နဲ့လို့ပြောထားတယ်ပြီးတော့ဒီနော်ခုနကနှုတ်ကပတ်တော်ကိုပြန်ကြည့်မယ်ဆိုရင်လည်းပဲသင်တို့စိတ်နှလုံးသည်တတ်တာခြင်းကိုရလိမ့်မယ်သင်တို့သည်ချမ်းသာလိမ့်မယ်ပြောချင်တာကကျွန်တော်တို့စိတ်နှလုံးကိုတတ်တာခြင်းရမယ်တော့ခန္ဓာပိုင်းကလည်းပါတယ်စိတ်ပိုင်းလည်းပါတယ်ပြီးရင်ကျွန်တော်တို့အင်္ဂလိပ်လိုမှကျွန်တော်တို့ soul ဆိုပြောတယ်နော်ကျွန်တော်တို့ souls souls ကျွန်တော်တို့ရဲ့ဝိညာဉ်ကိုပြောတာကျွန်တော်တို့ထဲမှာရှိတဲ့ဝိညာဉ်ကိုပြောတာဖြစ်တယ်ကျွန်တော်ခန္ဓာကိုစိတ်ကိုဝိညာဉ်ကိုဒီသုံးခုစလုံးကိုဖြားသခင်ကတတ်တာချင်းပေးခြင်းချမ်းသာခြင်းပေးခြင်းတာဖြစ်ပါတယ်ဒါကကျွန်တော်တို့ နဲ့ဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ နဲ့ထိုက်တန်လို့ဖြစ်တယ်တနည်းအားဖြင့်ဆိုကျွန်တော်တို့ရသိရထိုက်တဲ့ကျွန်တော်ရဲ့အခွင့်အရေးဖြစ်ပါတယ်ဒီအခွင့်အရေးကိုစာတန်ကခိုးယူထားတာသင်ကိုစာတန်ကမပျော်ရွှင်စေခြင်းမူသင်ကိုစာတန်ကအမြဲတမ်းငူငေါစေခြင်းနဲ့သင်ကိုစာတန်ကအမြဲတမ်းညှူဆူစေခြင်းနဲ့သင်ကိုစာတန်ကအမြဲတမ်းညှိတွားစေခြင်းနဲ့ why ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စိတ်တွေပင်ပန်းလာတဲ့အခါမှာကျွန်တော်တို့ညှိတွားလာမယ်ကျွန်တော်တို့စတင်ပြီးတော့လူတွေကိုအပြစ်မြင်လာမယ်ဖခင်သခင်ကိုအပြစ်တင်လာမယ်ဒါကစာတန်လိုချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီတစ်ခုခုပေါ်မှာကျွန်တော် complaint တက်လိုက်ပြီဇောရကတက်ပြီညှိတန်းလာပြီညှိတွားလာပြီဆိုရင်ဖခင်ရဲ့ကျေးဇူးတော်မချီးမွမ်းနိုင်တော့ဖခင်ရဲ့ကျေးဇူးတော်ကိုကောင်းကြီးတွေမရေတွက်နိုင်တော့ right ဖခင်ရဲ့ကောင်းကြီးတွေမရေတွက်ခြင်းအစကအဲ့ကနေစတယ်ဟိုနေရလဲပူလိုက်တော့ကွာမိုးကလည်းရွာလိုက်တော့ကွာနော်ကျွန်တော်တို့ကအငြင်းတန်းညှိတွားလာပြီဆိုရင်ဖခင်ရဲ့ကျေးဇူးတော်ကျွန်တော်မရေတွက်တတ်တော့ဖခင်ကျေးဇူးတော်မချီးမွမ်းနိုင်တော့ဖခင်ကျေးဇူးတော်မချီးမွမ်းနိုင်ဘူးဆိုရင်ဖခင်အလိုတော်ရှိတဲ့အရာတွေတဖြည်းဖြည်းနဲ့ကျွန်တော်မလုပ်ချင်တော့ဘူး right အဲ့ဒါနဲ့ပဲကျွန်တော်ဖခင်နဲ့တဖြည်းဖြည်းဝေးသွားတာဖြစ်ပါတယ်စာတန်ကတိတိလေးကနေစတယ်တင်းငယ်သောမှုလေးကနေစတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါကြောင့်ဝင်လေးရဲ့ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာပါလို့သခင်ယေရှုကအတိအလင်းပြောတာဖြစ်ပါတယ်ငဲဆွဲတာအတိအလင်းလာပါငါချမ်းသာပေးမယ်တဲ့ကျွန်တော်တနည်းအားဖြင့်ပြောလို့အနားယူခွင့်ပေးမယ်အနားယူခွင့်ပေးမယ်အဲ့ဒီအနားယူခြင်းကကျွန်တော်တို့ ਨੇ ထိုက်တန်ကျွန်တော်တို့ရသိရထိုက်တော့ကျွန်တော်တို့ရဲ့အခွင့်အရေးဖြစ်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီခရစ်တော်ကိုတွားမယ်ခရစ်တော်အထံသို့တွားမယ်ဆိုရင်ခရစ်တော်ကဘာပြောထားလဲဆိုရင်ငါကားတဲ့နူးညံ့တိမ်မွေ့တယ်ပြီးတော့စိတ်နှိမ်ချတဲ့သဘောရှိတယ်စိတ်နှိမ်ချတဲ့သဘောကြည့်မယ်ဆိုရင်သခင်ယေရှုကနူးညံ့တယ်ခင်ယေရှုကနှိမ်ချတဲ့သဘောရှိတယ်ကျွန်တော်တို့စတစ်မလာခင်မှာ
17ဒီမတိုင်ခင်မှာသူကသခင်ယေရှုကနူးညံ့သောအဝတ်ကိုနူးညံ့သောဝတ်စင်တို့သည်မင်းအိမ်၌နေတတ်တယ်သူရဲ့တဝင်းကွဲကိုဖြစ်တဲ့ဗတ္တိဇံယောဟန်ထောင်ထဲမှာရှိနေချိန်မှာဟောပြောသောဟောပြောတဲ့အကြောင်းအရာတွေကိုနော်ဟောပြောတဲ့အကြောင်းမှာနူးညံ့သိမ်မွေ့ခြင်းအကြောင်းကိုသူဖော်ပြထားပါတယ်နော်17မှာဆိုတော့အဲ့ဒီနောက်ပိုင်းမှာလည်းပဲဂျေရုရှလင်မြို့ကိုဝင်တဲ့အခါမှာနူးညံ့သိမ်မွေ့တဲ့စိတ်နဲ့ညီးကလေးကိုစီးပြီးဝင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ယေရှုခရစ်တော်ကနူးညံ့သိမ်မွေ့တယ်တနည်းအားဖြင့်နူးညံ့သိမ်မွေ့ခြင်းရဲ့ခုနနှိမ့်ချခြင်းနဲ့တွဲတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီနူးညံ့သိမ်မွေ့ခြင်းနဲ့တွဲတဲ့အရာတခုရှိပါသေးတယ်နော်ယေရှုခရစ်ကနူးညံ့သိမ်မွေ့တယ်လို့ပြောတဲ့အခါမှာယေရှုခရစ်တော်ကနှလုံးသားနူးညံ့တာဖြစ်တယ်ပြောမယ်ဆိုရင်တနာခြင်းဂယုဏကြွယ်ဝတာအယံတနာတတ်တယ်အယံတနာတတ်တယ်အယံဘယ်လိုပြောဂယုဏတတ်တယ်အဲ့ဒါကြောင့်မလို့သခင်ယေရှုကမုဆိုးမရဲ့သားလေးတည်သွားတဲ့အခါမှာမုဆိုးမကိုအယံတနာပြီးတော့သူ့ရဲ့သားလေးကိုအသက်ရှင်ပြန်ခြင်းပြီးတယ်မကြမ်းမာတဲ့လူလူမြင်တဲ့အခါမှာလေတနာပြီးတော့ကြမ်းမာခြင်းကိုပြီးတယ်သခင်ယေရှုကတနာသောကြောင့်ဆိုပြီးတော့အကျဉ်းချင်းခါခါနမိတ်လက္ခဏာပြုလုပ်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်နှုတ်ကပတ်တော်သိချာနော်ဖတ်ကြည့်မယ်ဆိုရင်ကျွန်တော်အချက်အလက်တွေကျွန်တော်မပြောတော့ဘူးပြောမယ်ဆိုရင်နည်းနည်းပါးပါးရှည်သွားမှာဆိုလို့ပေါ့နော်အရင်တစ်ခေါက်ကျွန်တော်အရင်အားနာတယ်ဆရာကြီးကဆရာတုကဟိုပါပေါ့အာရပါရလဲဆရာတဲ့ subject တစ်ခုပဲနော်တဲ့အရင်တစ်ခေါက်ဒေသနာကတဲ့အခုလဲ subject တစ်ခုစာသွားလိုက်ရင်ကောင်းမလားမသိဘူးဆိုတော့ဒီမှာသခင်ယေရှုတနာတော်မူခြင်းအများကြီးမပြောတော့ဘူးတစ်ခုပဲကျွန်တော်ပြောမယ်ဆိုရင်ရှင်မသက်ခရစ်ခန်းကြီး14မှာပေါ့နော်နှစ်ချင်းဆရာယောဟန်သူ့ရဲ့အကိုတဝင်းခွဲ6လပဲกว่าတဲ့နော်အေလိရှဘက်ရဲ့သားဗတ္တိဇံဆရာယောဟန်ခေါင်းဖြတ်ပြီးအသက်ခံရတဲ့နောက်မှာအဲ့ဒီတင်းကိုသူကြားတဲ့အခါမှာသခင်ယေရှုကဆိုပြီးတော့ဘာမျိုးသူ့ရဲ့ရှေ့ပြေးဖြစ်တယ်သခင်ယေရှုကြိုသိပြီးသားဖြစ်တော်လဲပဲသူ့ရဲ့ရှေ့ပြေးဖြစ်တယ်သူ့ရဲ့အကိုဖြစ်တယ်သူ့သားဖြစ်ဆိုတော့သူကတယောက်ထဲနေခြင်းတဲ့အခါမှာတဲ့သခင်ယေရှုသည်ကြားတော်မူနေ73မှာထိုအရက်မှထွက်၍တဲ့ဒီယောဟန်ဗတ္တိဇံယောဟန်ခေါင်းပြတ်တိုက်ချင်းခံရတယ်ဆိုတဲ့သတင်းကိုကြားတဲ့အခါမှာထိုအရက်မှထွက်၍လှေကိုစီးလျက်တော၌စိတ်ကြွယ်ရာအရက်သို့ကြွတော်မူ၏သူဘသူနဲ့မှစကားမပြောချင်တော့တနည်းအားဖြင့်သူစိတ်ထဲမှာကြေကွဲသွားပြီသူရောင်းဝါးနေသွားပြီဆုံးရှုံးသွားပြီဆိုတဲ့ခံစားချက်သူရဲ့ ministry look for ဆောင်ဖက်နော်ဆုံးသွားပြီဆိုတော့သိတဲ့အခါမှာသူကလှေကိုစီးပြီးတော့တိတ်ဆိတ်တဲ့နေရာကိုတောကိုသွားတယ်လူစုဝေးတို့သည်ကြားသိလေမြို့ရွာမှထွက်၍ကုန်းချောင်းလိုက်ကြ၏ယေရှုသည်ထွက်ကြွ၍လူအပေါင်းတို့ကိုတွေ့မြင်တော်မူလေတနာချင်းစိတ်တော်ရှိ၍လူနာရှိသမျှတို့ကိုချမ်းသာပေးတော်မူပြီးစဉ်းစားကြည့်ပါမိတ်ဆွေကျွန်တော်တို့လည်းဒီထက်မှအမှုတော်ထက်မှပါဝင်တဲ့လူတွေရှိမယ်နော်ကျွန်တော်တို့စိတ်ရှုပ်တဲ့ခါကျရင်တစ်ခါတလေကျရင်ကျွန်တော်တို့ဖျားမှုတော်အတွက်အချိန်ပေးနိုင်ရဲ့လားဒီမှာဆရာနော်ကျွန်တော်ဆရာဆလိုင်းမီဖို့ပဲဆွဲထဲတော့ပါကွာရုပ်ရှင်လုပ်ငန်းတွေနဲ့တော့ shooting manager တွေနဲ့ director တွေနဲ့ချိတ်ဆက်ပြီးတော့လုံးဝအလုပ်တွေရှုပ်နေတဲ့အခါမှာဝမ်းနေချင်းသတင်းကြားတဲ့အခါမှာ AC နေမလို့ပါဆိုမှဆရာအောင်စီသူကနေပြီးတော့ဆရာဆလိုင်းမီဖို့ရေးကျွန်တော်တို့Amazing Grace ကလေးတွေဒေသနာလေးတစ်ခုလောက်လာဟောပေးပါဦးလို့ပြောရင်ဆရာလည်းဗျာဒီမှာချိန်နေလေးပါလေကြည့်ပါဦးငါညာပြောလို့ရတယ်နော်ပြောလို့ရတယ်ဒါပေမဲ့ဆလိုင်းမီဖို့ပြောပါမို့ဟုတ်ကဲ့ဆရာကျွန်တော်လာခဲ့ပါမယ်လို့ပြောပါနော်ဆိုတော့တနည်းအားဖြင့်ပြောမယ်ဆိုရင်အဲ့ဒါကယေရှုရဲ့သဘောတဘာဝသူ့ရဲ့တဝင်းခွဲကိုလည်းဖြစ်သူ့ရဲ့အမှုတော်ဆောင်ဖက်လည်းဖြစ်ဒီလိုပို့ကိုခေါင်းဖြတ်ပြီးတက်လိုက်တာအာနာပိုင်တွေကကြည်ကွဲတဲ့ချိန်ဖြစ်တယ်ခံစားရတဲ့ချိန်ဖြစ်တယ်မိတ်ဆွေ come on တင်အဲ့လိုမျိုးအခြေအနေမျိုးဆိုရင်တင်ရောဘာလို့မှလဲဒါပေမဲ့သခင်ယေရှုကလေတနာတော်စိတ်ရှိပြီးတော့လူနာတွေကိုချမ်းသာပေးတယ် how ဘလောက်တော့မှနူးညံ့တာလဲဘလောက်တော့မှကျင်နာတော့ဖရားလဲကျွန်တော်တို့ဖရားကခါလေကျရင်ကျွန်တော်တို့မိသားစုမှာအရန်ခက်ခဲမှုတွေကြုံနေနော်ကျွန်တော်တို့မိသားစုဝင်တွေဆုံးရှုံးမှုတွေကြုံနေကျွန်တော်တို့ဖရားကမကျင်နာနိုင်တော့အောင်ကျွန်တော်တို့ဖရားမကျင်နာနိုင်တဲ့လူမဟုတ်ဘူးတဲ့သခင်ယေရှုက
လောကမှာကျွန်တော်တို့လိုပဲလောကရန်တရားကိုဖျက်ကျော်ခဲ့တဲ့ယေရှုဖျားဖြစ်ပါတယ်တရားမှာတရားလူသားဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ခံစားချက်ကိုနားလည်တော့ဖျားဖြစ်တယ်မိတ်ဆွေယေရှုကျူဖတ်ရင်ရှင်းလင်းကျွန်တော်တီဆိုတဲ့အခါမှာဘယ်လောက်ထိခွန်အားရလဲအမှန်တရားပဲမိတ်ဆွေဆိုတော့ဒီနောက်ပိုင်းမှာလူ9000ကျွေးမွေးခြင်းဆိုတော့လေထပ်ပြီးတော့ရှိလာလူနာတွေကိုကျမ်းမာခြင်းပေးုံမဲ့မကဘဲနဲ့အဲ့ဒီလူတွေအတွက်သူ့ရဲ့ဒေသနာတော်ကိုကြားနာတဲ့လူတွေအတွက်ဒီမုံငါးလုံးနဲ့ငါးနှစ်ကောင်ကနေပြီးတော့လူအယောက်9000ကိုကျွေးမွေးတယ်ဒီမှာဇုံမှာပါတဲ့လူအားလုံးကိုလည်းကျွန်တော်လက်ဖိတိုက်ချင်တာကျွန်တော်အိမ်လာမယ်ဆိုရင်ယေရှုလည်းမုံငါးလုံးနဲ့ငါးနှစ်ကောင်ကျွေးတယ်လीနော်ဆရာအောင်စမင်းနဲ့နည်းနည်းနီးတယ်ဆိုတော့ဆရာလာမယ်ထင်တယ်နော်နော်ဆရာပြန်နေလဲနီးတယ်နော်ကျွန်တော်ကနော်တာဂီတာဆိုတော့တိတ်မဝေးတော့ဘူးဒီကိုစိတ်ကန်းဆိုတော့အရင်တော့ဆရာစလိုင်းတို့နော်ဆရာစလိုင်းတို့ဆရာမရူဘီတို့နဲ့နီးတာပဲဆိုတော့တနည်းအားဖြင့်တကယ်ယေရှုကသူ့ရဲ့ဒေသနာအမှန်ကယ်ဆိုဒေသနာရှင်တွေဆိုကျွန်တော်တို့စာအိတ်ကြီးပေးရတာနော်ကျွန်တော်တို့ဆိုဖိလစ်ပင်းပြန်မစတာဘာညာနော်စာအိတ်ထူနဲ့လာရမှာဒါပေမဲ့မဟုတ်ဘူးယေရှုကသူကကြွေးတာအိုးဟာလေလုယာပဲယေရှုရဲ့နောက်တော်လိုက်ရတာဘယ်လောက်တောင်မှကောင်းကြီးဖြစ်တယ်လေဆိုတာဆိုတော့တနည်းအားဖြင့်ခုနလိုမျိုးသခင်ယေရှုရဲ့တနာတော်မူခြင်းမိတ္တာဒီဘယ်လိုပြောမလဲလူ9000ကိုကျွေးမွေးခြင်းရဲ့အနောက်မှာဒီ miracles ပေါ့နော်လူအယောက်9000ကိုကျွေးမွေးခြင်းရဲ့နောက်ွယ်မှာလျှို့ဝှက်ချက်တစ်ခုရှိပါတယ်မိတ်ဆွေအဲ့ဒါကတော့ခုနကကျွန်တော်ဖတ်သွားတဲ့73နော်ရှင်မသက်ခရစ်ခန်းကြီး14အခန်းငယ်73မှာလူအစုဝေးတို့သည်ကြားသိရလင်တောရွာမှထွက်၍ကုန်းချောင်းလိုက်ကြ၏ခင်ယေရှုကလှေနဲ့တိတ်တဆိတ်လေးထွက်သွားတာတနည်းအားဖြင့်ဆိုရင်ဂါလိလဲရေအိုင်ကဒီလိုမျိုးလေးတောင်မဟုတ်ဘူးနော်အဝိုင်းလေးပဲထားလိုက်ပါတော့တော်တော်ပုံနဲ့မရှင်းပြတော့ဒီလိုပဲတစ်ခါလေးရှင်းပြလိုက်မယ်ဒီလိုမျိုးဂါလိလဲအိုင်မှာယေရှုခရစ်တော်ကဒီရေထဲကနေပြီးတော့လှေနဲ့သွားတဲ့အခါမှာအိုးရှင်းလားမသိဘူးလှေနဲ့သွားတဲ့အခါမှာလူတွေကဒီကုန်းချောင်းကနေပြီးလိုက်တာကုန်းပေါ်ကနေပြီးတော့ကျွန်တော်တို့မြစ်ကနေပြီးတော့လှေနဲ့သွားတော့ကုန်းပေါ်ကနေပြီးတော့လိုက်တယ်ဆိုတော့ကျွန်တော်မြင်စေချင်တာဖြစ်ပါတယ်မြင်အောင်ကြည့်ပါခေယေရှုကလှေနဲ့သွားနေတယ်လူအုပ်ကြီးလူရောက်9000တော့မိတ်ဆွေစဉ်းစားကြည့်ပါဦးလူရောက်9000ကဒီတော်လန်တိုင်းယေရှုခရစ်တော်သွားတဲ့တောထဲကိုခြေကျင်နဲ့ကုန်းချောင်းနဲ့လိုက်ကြတာနေတဲ့စာငတ်မှုမဟုတ်ဘူးဝေါတင်းနဲ့ကျွန်တော်အလောက်ထိစာငတ်ပြီလားဒီလောက်ထိ Wi-Fi တွေ internet တွေမကောင်းတဲ့ချိန်မှာယခုကဲ့သို့ပေါ့လေ Zoom မှာပါဝင်နေဆိုကြတဲ့ကအင်မတန်မှဆရာထက်သန်သောသူများဖြစ်တယ်ဆိုတော့ဒီနေ့ညမှာတွေ့ရတဲ့အခါမှာအထူးဝမ်းသာတယ်ပါဝင်သောသူရောက်စီတိုင်းကိုဖျက်ရှင်ကောင်းကြီးပေးပါစေအာမင်ဆိုတော့ yes ဒီလိုမျိုးဆရာထက်သန်ပြီဆိုရင်လည်းမိတ်ဆွေဖြားသခင်ရဲ့ကြီးမားသောနမိတ်လက္ခဏာကအနောက်ကနေအမြဲတမ်းလိုက်လာဖြားသခင်တနာတော်မူခြင်းကကျွန်တော်တို့ဘက်မှာတက်ရောက်လာတယ်ဆိုတော့ကျွန်တော်သိစေချင်ပါတယ်ခုနကျွန်တော်ဝင်လေးရဲ့ပင်ပန်းသောသူပေါင်းထဲမှာမကြမ်းမာတဲ့သူတွေလည်းပါတယ်နော်ခင်ယေရှုရဲ့တနာတော်မူခြင်းအဖြစ်ကြမ်းမာခြင်းကိုပေးတာဖြစ်တယ်ဟာလေလုယာဆိုတော့ခင်ယေရှုကတနာခြင်းစိတ်ပြေဝရှိသောဖျားဖြစ်ပါတယ်ဂရုဏာကြွယ်ဝသောဖျားသခင်ဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့နှိမ့်ချခြင်းအကြောင်းပြောမယ်ဆိုရင်ခင်ယေရှုတော်နှိမ့်ချတာနော်ကျွန်တော်စာတင်သလိုမျိုးပဲမေးလိုက်ချင်သေးတယ်ပေါ့နော်ဒီနေ့2 နာရီလောက်အချိန်ရရပါလားတရားတစ်ခုစီမေးလိုက်ဖြေလိုက်တော့ပိုပြီးအရသာရှိတာအမှန်တကယ်ဆိုရင်တော့ဆိုတော့သခင်ယေရှုကအယံကိုနှိမ့်ချခြင်းမှာနော်သူ့လောက်နှိမ့်ချတာသူပဲကျွန်တော်တို့လူသားတွေကဘလောက်ပဲနှိမ့်ချတယ်ပြောသခင်ယေရှုနဲ့ရှင်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နှိမ့်ချခြင်းကတော့မလွယ်ဘူးနော်ဘာမှမဟုတ်ဘူးဖြစ်သွားပြီဆိုတော့သခင်ဖိလိပ္ပိဝရစာခန်းကြီး2ခန်းငယ်9ကနေပြီးတော့17ထိကြည့်မယ်ဆိုရင်ယေရှုရဲ့နှိမ့်ချတော်မူခြင်းကြောင့်တွေ့ရပါတယ်ပြီးတော့ဘုရားသခင်ရဲ့သဘောတဘာဝဘုရားသခင်ရဲ့အကြောင်းကိုဘုရားသခင်ရဲ့အလေ့အလာကိုကျွန်တော်လေ့လာမယ်ဆိုရင်သခင်ယေရှုရဲ့နှိမ့်ချတော်မူခြင်းကိုဖော်ပြသလိုသခင်ယေရှုကိုချီးမြှောက်တော်မူသောဘုရားသခင်ကိုကြည်ကြည်အဖြစ်ကျွန်တော်တို့ကိုလည်းပဲကျွန်တော်နှိမ့်ချရင်နှိမ့်ချသလောက်ချီးမြှောက်မယ်လို့ရှင်ပေတရုဩဝါဒစာထဲမှာပြောထားတယ်ကိုကြီးတို့တော့မှနှိမ့်ချကြပါတဲ့ချီးမြှောက်ခြင်းခံရမယ်ခါကြရင်ကျွန်တော်တို့ကနှိမ့်ချပလိုက်တယ်ချီးမြှောက်ခြင်းခံယူခြင်းလို့ဒါလည်းပဲမှန်တယ်လို့နဲ့မမှန်ဘူးမို့လေဒါပေမဲ့
nature nature လို့ချီးမြှောက်ခြင်းခံရတော့ဒါတော့လမ်းကြောင်းပေါ်မှာရှိပါသေးတယ်နေ့လည်းမနှိမ့်ချပဲနဲ့ချီးမြှောက်ခြင်းခံခြင်းနဲ့လူတွေလည်းအများကြီးရှိပါတယ်ဒါလောကမှာဒါကတော့လမ်းကြောင်းပေါ်မှာမရှိဘူးပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောချင်ပါတယ်လမ်းကြောင်းပေါ်မှာ mainstream ပေါ်မှာကျွန်တော်တို့ရှိနေဖို့အရေးကြီးပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သခင်ယေရှုကဘလောက်တော့နှိမ့်ချလဲဆိုရင်ဖျားဖြစ်ရတဲ့သားနဲ့ဟိုးဘက်လဟင်ဘာမှမဟုတ်တဲ့မြို့လေးမှာမွေးဖွားဖို့ရွေးချယ်ထားတယ်အဲ့ဒီထဲမှာတော့မှရိုးရိုးအိမ်မဟုတ်ဘူးနွားစကွက်တွေမှာမွေးဖွားတယ်ကျွန်တော်မနေ့တနေ့ကဒီအခုတလို့ Facebook မှာခေတ်စားနေတဲ့2025မှာပေါ့နော်ယုံတင်ပြီးတော့တော်တော်ဝင်ငွေရတဲ့ဟို ammunition ကားလေးပေါ့ King of Kings ပေါ့နော်အဲ့ဒီကားလေးကျွန်တော်ကြည့်ရဖြစ်တယ်ကလေးတွေကိုပြဖို့အတွက်အချိန်ယူနေတာပေါ့လေကလေးတွေကလည်းဟိုစာတင်နေတော့ကျောင်းစားတက်ပြီဆိုတော့မပြသေးဘူးဖြစ်တယ်အဲ့ဒီကားမှာဆိုယေရှုခရစ်တော်အကြောင်းကိုကတ်တုန်းကားလေးရိုက်ထားတာပေါ့ဆွဲဆောင်မှုရှိအောင်ပေါ့နော်ဆိုတော့အဲ့ဒါလေးမျိုးလေးတွေဆိုအရင်ကျွန်တော်သဘောကျတယ်နော်ဒီကျွန်တော်ပြောပြီးသားဖြစ်တယ်ရုပ်ရှင်လုပ်ငန်းတွေဗီဒီယိုတွေဘာညာတွေကျွန်တော်ရန်ဝါနာပါတာဖြစ်တယ်ယေရှုခရစ်တော်ကိုကျွန်တော်နော်အမှုတော်ဆောင်မဆက်ကပ်ဘူးဆိုရင်အခုချိန်မှာကျွန်တော်ဗီဒီယိုမင်းသားရုပ်ရှင်မင်းသားနာမည်ကြီးကရမီစုရှင်နေပါတယ်ဖြစ်နေလောက်ပြီပေါ့နော်နော်ဆိုတော့ကျွန်တော်ဖြစ်ချင်တာပြောတာပါအဲ့ဒါတွေအကုန်လုံးစွန့်လို့ပြီးတော့အမှုတော်ဆောင်တာဖြစ်ပါတယ်လို့အာမင်ဒါဆရာတော်အောင်စမင်လောက်မချောပေမဲ့လေလीနော်ကျွန်တော်ဝါနာပါတော့ပြောပြလာပါဆိုတော့သခင်ယေရှုကနွားစကွက်ထဲမှာမွေးတယ်ဆိုတဲ့အကြောင်းအရာလေးကိုအဲ့ဒီ ammunition လေးမှာပါတယ်ပေါ့လေအဲ့ဒါလေးကိုကျွန်တော်တတိယပါလို့ပြောချင်တာကဒီmovie လေးကလည်းတော်တော်လေးကိုပေါက်ပြီးတော့ဝင်ငွေတော်တော်များများရတယ်လို့ကြားတဲ့အခါမှာဝမ်းသာတယ်ဆိုတော့လူတွေကယေရှုခရစ်တော်နော်ယေရှုခရစ်တော်နှိမ့်ချခြင်းအကြောင်းကိုကျွန်တော်ခဏခဏပြောတယ်နော်ဟိုဒီတမန်ကြီးဦးဟင်နရီနဲ့ဟိုဖိလစ်ပင်းမှာကျွန်တော်တို့သူတို့ကလည်းကျောင်းလာတက်တဲ့အချိန်မှာခရစ်စမတ်နာရောက်ခံနေပြီခင်ယေရှုပြုတဲ့အမှုရာတွေထဲမှာတဲ့ဘယ်အကြီးမြတ်ဆုံးလဲဆရာသိလားတဲ့ဘလို့ထင်လဲတဲ့အဲ့တို့နယူးဇီလန်သွားဖို့ကျွန်တော်နှုတ်ဆက်တဲ့အချိန်မှာထင်အဲ့နဲ့ကျွန်တော်ကခင်ယေရှုရှင်မြတ်ထမြောက်တာတော့ထူးဆန်းဆုံးပဲလို့တေခြင်းကနေရှင်မြတ်ထမြောက်တဲ့ဖရားပေါ့နော်ကျွန်တော်ပြောတော့ဒါကျွန်တော်ကတော့တဲ့ယေရှုခရစ်တော်ဖရားဖြစ်ရဲ့သားနဲ့အဲ့ဒီနွားစကွက်ထဲမှာလာမွေးတာကိုကျွန်တော်တော့တရားကိုထူးဆန်းတဲ့အရာလို့သတ်မှတ်တယ်ခင်ယေရှုရဲ့နှိမ့်ချခြင်းကိုဟုတ်တယ်လို့ကျွန်တော်တို့ဘုံမှုလို့ခေါ်တယ်ဟုတ်တော့ဘုံမှုလို့ခင်ယေရှုကရှင်ဘုရင်ဖြစ်ရဲ့သားနဲ့ပြောမယ်ဆိုသူလည်းပဲဘုံမှုဖြစ်ရဲ့သားနဲ့အလုတ်ကနေထွက်ပြီးဖျားမှုတို့အတွက်စက်ကတ်တဲ့သဘောနော်အဲ့ဒီအခြေအနေနဲ့သူကသွားပြီးတော့ခံစားမိသွားတာပေါ့ဆိုတော့ဟုတ်တယ်ဆိုပြီးကျွန်တော်တို့ပြန်ပြီးတော့ခရစ်တော်ရဲ့နှိမ့်ချတော်မူခြင်းကိုဆင်ခြင်မိတယ်ခါကျရင်ကျွန်တော်တို့ကယုံနှုတဲ့ခါကျတော့နော်ယုံနှုတဲ့ခါကျတော့လူငယ်တွေကကျွန်တော်တို့ level လာပေါင်းတက်တယ်အဲ့ချင်းကျရင်နှိမ့်ချဖို့မလွယ်ဘူးနော်ဆရာအောင်စမင်းမလွယ်ဘူးနော်ကျွန်တော်ယုံနှုတော့လေကလေးတွေကဆရာကိုညှောက်နေပါနော်ဘောလာချင်းပေါင်းတို့ပေါင်းမယ်ဆိုကျွန်တော်ဘလို့ခံနိုင်ပါလဲနော်အခုဆိုတော့ဒါကတော့တနည်းအားဖြင့်ပြောဆိုလူချင်းတော့ဒီလိုမျိုးဟို level လာပေါင်းလို့ဆိုရင်မလွယ်ဘူးဆိုတော့ခါကျရင်ယေရှုကိုလူတွေကဗာလေသိလားအပြစ်သားကိုကြည့်တယ်လို့ကြည့်တာယေရှုကိုဟိုဘယ်လိုပြောမလဲ100 မှာ100ဖျားဖြစ်တာကိုလူတွေကသတိမထားမိတော့မသိတော့မမြင်တော့ဘူး तू ကလေသမားသားလေးတဲ့လေသမားသားလေးပြောမလို့စင်ရင်သားလေးဘာမှမဟုတ်တဲ့လူနာဇရက်မြို့သားအထင်မြင်သေးခြင်းပဲခံနေရတာဖြစ်တယ်မိတ်ဆွေအဲ့ဒါကြောင့်မလို့လူတွေကသူ့ကိုလက်သီးနဲ့ထိုးရဲတယ်ဇတွေးနဲ့ထွေးရဲတယ်မိတ်ဆွေယေရှုခရစ်ရဲ့နှိမ့်ချတော်မူခြင်းကိုစဉ်းစားကြည့်ပါဒီနေ့ကျွန်တော်ဘာမှမဟုတ်တာလေးတောင်မှနော်ကဲကြိုင်အကြည့်ကြမ်းကြမ်းအပြောကြမ်းကြမ်းနဲ့ပြောရင်မကြိုက်ဘူးစိတ်ဆိုးတယ်ခင်ယေရှုကဘာအပြစ်မှမရှိဘဲနဲ့လဝါကားထဲမှာတင်းနေကျွန်တော်တို့အသေးခံခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြန်ပြီးတော့ဆင်ခြင်ရအောင်ခင်ယေရှုစီမှာကျွန်တော်တို့နှိမ့်ချခြင်းတွေကျွန်တော်တို့နူးညံ့သိမ်မွေ့ခြင်းတွေတနာခြင်းကယုဏတွေကျွန်တော်တို့ပြန်လဲပြီးတော့တင်ယူရအောင်အဲ့ဒီထဲကနေပြီးတော့အဲ့လိုမျိုးဆင်ခြင်နိုင်လာပြီဆိုရင်ကျွန်တော်တို့ကြုံဆုံလာတဲ့ဝင်လေးကြီးပင်ပန်းခြင်းတွေဘာမှမဟုတ်တော့ဘူးကျွန်တော်တို့ဝင်လေးကြီးပင်ပန်းခြင်းတွေကျွန်တော်တို့ရဲ့ဝင်တွေကိုချထားပြီးတော့ကျွန်တော်တို့ကတတ်တာခြင်းချမ်းသာခြင်းကိုဖျားသခင်ကပြီးမယ်လို့ပြောပါတယ်ဒီတတ်တာခြင်းချမ်းသာခြင်းကလည်းပဲကျွန်တော်တို့ခုနကျွန်တော်အချင်းချင်းခါခါပြောသလိုကျွန်တော်တို့ရပိုင်ခွင့်ကျွန်တော်တို့နဲ့ထိုက်တန်သောအရာဖြစ်
ဘာဖြစ်လို့လဲဆိုတော့ဖျားတခင်ကိုယ်တိုင်ကကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးလို့ဖြစ်ပါတယ်နော်သခင်ယေရှုကခုနလိုမျိုးမဲဆွဲတာမဟုတ်ဘဲနဲ့သူကိုယ်တိုင်ဖျားဖြစ်တဲ့အတွက်သခင်ယေရှုကကျွန်တော်တို့ရဲ့စိတ်ချမှုအပြည့်အဝကိုပေးနိုင်တဲ့သူမလို့သူကပေးတာဖြစ်တယ်နိုင်ငံရေးသမားတွေလို့လှုပ်ပေးမယ်လို့ပြောပြီးမလှုပ်ပေးတာမျိုးမဟုတ်ဘူးအများကြီးရှိတယ်ဒါပေမဲ့သခင်ယေရှုကဖျားတကာရဲ့ဖျားဘယင်တကာရဲ့ဘယင်အာနာဆက်အားလုံးရဲ့အရှင်သခင်ဖြစ်တဲ့အခါမှာသူကစိတ်ချမှုအပြည့်အဝပေးနိုင်တယ်တခြားကြီးညက်တဲ့ပုံကိုယ်တွေဘယ်ပုံကိုယ်တွေကစိတ်ချမှုပေးနိုင်လဲကျွန်တော်တို့ဆင်ခြင်ရအောင်ကျွန်တော်တို့သခင်ယေရှုအပေါ်မှာလုံးဝအကျွမ်းမဲ့စိတ်ချမှုပြန်လည်ပြီးတော့ပြေဝရအောင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလူအုံတော်တွေကျွန်တော်တို့အတွေ့အကြုံတွေဝင်လာတဲ့အခါကျရင်သခင်ယေရှုကိုစိတ်ချမှုပေါ်မှာအာရုံတက်ပါတယ်မိတ်ဆွေကျွန်တော်တို့သခင်ယေရှုပေါ်မှာ100% လုံးဝစိတ်ချရအောင်သခင်ယေရှုရဲ့အာမခံမှုကတခြားသောဘယ်အရာနဲ့မှမတူတဲ့အာမခံမှုဖြစ်ပါတယ်သင်ရဲ့ခန္ဓာစိတ်ဝိညာဉ်ကိုလုံးဝစိတ်ချမှုပြေဝပေးမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်ရဲ့ဆုံးဖြတ်ချက်ကိုလေးစားပေးတယ်မို့ငါတဘိုးထမ်းကြလောငါထံသို့နီးခံကြလောငါသည်နူးညံ့တိမ်မွေးနှိမ့်ချသောစိတ်သဘောထားရှိသင်တို့စိတ်နှလုံးသည်တတ်တခြင်းကိုရလိမ့်မည်အကြောင်းမူကားငါတဘိုးသည်ထမ်းလော၏ငါဝန်လဲပေါ့၏ဟုမိန့်တော်မူ၏ပြောချင်တာကကျွန်တော်တို့ကိုဆုံးဖြတ်ချက်ချခိုင်းတာဖြစ်တယ်ကျွန်တော်တို့ကိုဆုံးဖြတ်ချက်ချခိုင်းတာဖြစ်တယ်အဲ့ဒါကကျွန်တော်တို့သခင်ယေရှုဖခင်သခင်ကလူကိုဖန်ဆင်းတဲ့အခါမှာကျွန်တော်တို့ကိုသူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့အညီဖန်ဆင်းထားတယ်ဆိုတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေ့ရတာကျွန်တော်တို့နဲ့ဖခင်သခင်ကြားမှာဆက်သွယ်ဖို့အတွက်ဒီလိုမျိုးတည်စကားတွေရှိမယ်ဒီလိုနှုတ်ကပတ်တရားတွေရှိမယ်ဒါပေမဲ့မိတ်ဆွေကယေရှုခရစ်တော်ကိုအပြည့်အဝစိတ်ချဖို့ယုံကြည်ဖို့ဆိုတာသင်အပေါ်မှာပဲမူတည်တာဖြစ်ပါတယ်ဒီနေ့2025 2026ပညာသင်နှစ်မှာဘုရားသခင်ကိုယ်တော်တိုင်သမီးရဲ့အချိန်တိုင်း schedule အကုန်လုံးကိုကောင်းကြီးပေးပြီးတော့ပို့ဆောင်ပေးပါလို့အနံ့ကြည့်ပါဘုရားသခင်ကလုံးဝကောင်းကြီးပေးမှာဖြစ်တယ် Zoom နဲ့ညမှာမပြတ်ချင်ဘူးကိုတော် bill တွေဖုန်းဘေးတွေမှာအစ internet line တွေမှာအစဖုန်း battery အားတွေမှာအစသင်ကြားမဲ့သင်ခန်းစာ subject တွေမှာအစတခုမှမလွတ်ချင်ဘူးကိုတော့တမီးကိုအားရတော့ခွင့်ပေးတော်မူပါဘာမှအလုပ်တွေနော်နှောက်ယှက်ခြင်းတွေမရှိအောင်ကိုလိုဖျားမဆောက်တော်မူပါစက္ကပ်ပါဒီလိုမျိုးနှောက်ယှက်တွေရှိလာလို့ဆိုရင်ကျွန်တော်တို့တွန်းလှန်နိုင်တဲ့ခွာပြမှာဘာဖြစ်လို့လဲဆိုတော့အခုက CTCM ရဲ့ဒီ first week ဖြစ်တဲ့ very first week ထဲမှာရှိနေတယ်ကျွန်တော်တို့ကျောင်းမှာ submit လုပ်ပြီးဆိုလို့ရှိရင်ကျောင်းအပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ commitment အရေးကြီးပါတယ် commitment မရှိဘူးဆိုရင်ကျွန်တော်တို့ဒီကျောင်းတော်မှာအချိန်မှန်လေးမတက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကြီးမားတဲ့လုပ်ငန်းတွေကျွန်တော်တို့ဘယ်လိုမျိုးလုပ်ဆောင်ကြမလဲပေါ့လေအဲ့ဒါလေးစဉ်းစားကြရှိဒါကြောင့်ကျွန်တော်တို့ let's commit our life to Jesus ကျွန်တော်တို့မလုံးဆောင်နိုင်တော့ဘူးလို့ထင်တယ်ဆိုရင်လေခင်ယေရှုစီမှာအနံ့ကြပါစို့ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ညံကိုအမှီမပြုနဲ့လို့ပြောထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့တဘိုးကိုနော်ခင်ယေရှုရှေ့မှာချလိုက်ပြီဆိုရင်ကျွန်တော်တို့ကိုချမ်းသာပေးမယ်လို့ပြောတယ်အဲ့ဒီချမ်းသာခြင်းကခင်ယေရှုပေးမှာဒါကိုကျွန်တော်တို့ကဆုံးဖြတ်ချက်ချပြီးတော့လက်ခံရမှာဖြစ်ဒီနေ့ကျွန်တော်ပြောပြမယ်အိန္ဒိယမှာဖြစ်သွားတာလွန်ခဲ့တဲ့ဒီဗလဲမေလအတွင်းမှာလား June first week ထဲမှာလားမသိဘူးဒီ date တော့တိကျမမှတ်မိသေးဘူးဒါပေမဲ့လောလောလတ်လတ်ဖြစ်သွားတာဖြစ်တယ်စင်ရိုင်းတအုပ်ကစင်တွေကငှက်ပြောတောကိုလာပြီးနင်းချေဖြက်စီးသွားတယ်ဒါပေမဲ့အဲ့ဒီငှက်ပြောပင်တပင်ကိုပဲမနင်းချေပဲနဲ့ခြံထားခဲ့တယ်အဲ့ဒီမှာငှက်ပြောပိုင်ရှင်ကဘာဖြစ်လို့လဲမသိဘူးငှက်ပြောပင်ကိုတွားကြည့်တဲ့အခါမှာငှက်ပြောပင်ပေါ်မှာအတိုက်လေးတစ်ခုရှိပြီးတော့အဲ့ဒီအတိုက်လေးမှာငှက်လေးကောင်ပေါက်စကလေးရှိနေတယ်ပြီးကြီးနောက်တော့လေးတော့မယ်ဆိုရင်ဝေါဒီစင်ရိုင်းတွေကဂိမ်မှုကရှူးနဲ့ငါပြောပင်နဲ့အကုန်လုံးကိုဖျက်ဆီးသွားတာဒါပေမဲ့ဒီတပင်ထဲကိုပဲခြံထားခဲ့တယ်ဟေးတရိစံနေမှာတော့မှအတိတရားအကျဉ်းတရားလေးရှိနေသေးပါလားကြံနေသေးပါလားသူတို့ရဲ့mindset လေးကစင်ရိုင်းတွေဖျက်ဆီးသွားရင်ပဲဒီငါပြောပင်လေးတပင်ကိုခြံထားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ငှက်အတိုက်လေးကလေးတွေရှိနေငှက်တိုက်လေးရှိနေလို့ဆိုတယ်သူတို့ရဲ့စာနာခြင်းတရားတရိစံနေစီမှာတော့ရှိနေသေးတယ်တော့ကျွန်တော်တွေ့ရတယ်ဒါကတရိစံမဲနော်သူတို့ရဲ့ခံစားချက်သူတို့ရဲ့လှုပ်ရှားမှုသူတို့ရဲ့
စာနာခြင်းတရားလေးတွေအခုလောကကြီးမှာလူသားတွေကြတော့မဟုတ်တော့ဘူးနော်သခင်ယေရှုဘယင်ငါနေရာကိုလူမဲ့ဘယင်မွေးဖွားတယ်လို့သိတာနဲ့နှစ်နှစ်အောက်ကလေးတွေကိုအကုန်တက်ခိုင်းတယ်စဉ်းစားကြည့်ပါဦးအာနာဖာရောမင်းကြီးကလည်းမောရှိလက်ထက်တုန်းကယောက်ျားလေးတွေမွေးလို့စီရင်ဟေဘဲကျုံတွေကမို့ဆိုကလေးတွေမွေးလို့ယောက်ျားလေးမွေးလို့စီခါရဲတက်ခိုင်းတယ်ဝတ်ဆွဲမလူအဲ့ဒါကအာနာစာနာခြင်းတရားတော့မရှိတော့ဘူးမိတ်ဆွေဆိုတော့ထောချင်တာကကျွန်တော်တို့လူနဲ့တိရစ္ဆာန်ဖြတ်သခင်ကလူကိုတိရစ္ဆာန်ထက်တာအောင်ဖန်ဆင်းထားပေမဲ့လည်းပဲသူ့ရဲ့တရားတော်နဲ့အညီဖန်ဆင်းထားပေမဲ့လည်းပဲလူတွေကဘာဖြစ်လို့ရော့သွားတာလဲဒီနေ့ကျွန်တော်နှုတ်ကပတ်တော်ကိုစင်ချင်ရင်းနဲ့ကျွန်တော်တို့အပေါ်ဆုံးပေါ့နော် top floor မှာကျွန်တော်ကြည့်တဲ့အခါမှာကျွန်တော်စင်ချင်ရင်းနဲ့ကြည့်တဲ့အခါမှာကျွန်တော်ကောင်းကင်ကြီးကိုတွေ့ဒီလိုမျိုးနည်းနည်းမိုးကလည်းရွာခန်နီးပေါ်လေလေတွေရတိုက်ပြီးတော့ဒီပုံလေးကျွန်တော်တွေ့ဒီလိုမျိုးကျွန်တော်တို့အိမ်ပတ်ဝန်းကျင်မှာဖြစ်နေအဲ့နဲ့ကျွန်တော်ဓာတ်ပုံလေးလှမ်းရိုက်လိုက်တယ်။အော်လို့အမောင်တွေကြီးစိုးပြီးတော့အလင်းတွေရမ်းနေနေပါလားဆိုအဲ့ဒါလေးကိုကျွန်တော်တွေ့ပြီးဓာတ်ပုံရိုက်ပြီးတော့ဘာလို့စင်ချင်အောက်မေ့မိလဲဆိုရင်လောကမှာအမောင်တွေကြီးစိုးလာမယ်အလင်းတွေပဲကြံတော့မယ်ဆိုရင်တင်းနဲ့မိတ်ဆွေတင်းနဲ့ကျွန်တော်ကဘယ်ဘက်ချမ်းမှာယက်တီမှာလဲဒါကကျွန်တော်တို့စင်ချင်စဉ်းစားစရာဖြစ်ပါတယ်အမောင်တွေကအများပြီးတော့အလင်းကနည်းနည်းပဲကျွန်တော်တဲ့အချိန်မှာမိတ်ဆွေနဲ့ကျွန်တော်ဘယ်ဘက်မှာယက်တီမလဲဝေါအလင်းကနည်းနည်းပဲရှိတဲ့ဘက်မှာကျွန်တော်တို့ယက်တီရမှာဖြစ်တယ်အလင်းကနည်းပေမဲ့လည်းပဲအဲ့ဒီအလင်းမှာကျွန်တော်တို့ယက်တီချင်းအဖြစ်ကျွန်တော်တို့အလင်းအဖြစ်အမောင်ကိုအနိုင်ယူဖို့အတွက်တနည်းအားဖြင့်ပြောမယ်ဆိုရင်နော်ကျွန်တော်တို့ဆရာကြီးတိမောသေပေါ့နော်ဆရာတုတ်ဆိုရင်လည်းပဲဟိုးလွန်ခဲ့တဲ့15နှစ်အနှစ်20လောက်ကလေးက US သွားမယ်ဆိုရင်လမ်းကြောင်းတွေပွင့်သလားမင်းနဲ့ဆရာရတယ်သွားလို့ရတယ်ဒါပေမဲ့မြန်မာပြည်တော့ပဲစက်ကပ်ပြီးတော့ရွှေပြည်သားမှာဟိုအိမ်ငှားလိုက်ဟိုအိမ်တောင်းလိုက်ဒီအိမ်တောင်းလိုက်ဆိုပြီးတော့နော်ဘဝကိုစူးစမ်းရုန်းကန်ပြီးတော့ကလေးတွေနဲ့ဝါအဲ့လောက်ထိဖျားသခင်ရဲ့အမှုတော်ထဲမှာပါဝင်ပြီးတော့ပြောမဆိုရင် US မှာလည်းပါဝင်လို့ရတာပဲဒါပေမဲ့မဟုတ်ဘူးမြန်မာနိုင်ငံကိုချစ်ပြီးပါဝင်တယ်ခမောင်ဒါကအလင်းသေးသေးလေးပဲရှိတဲ့နေရာမှာလင်းတာနော်အစဉ်ပြေတဲ့နေရာတကာမှာနော်ကျွန်တော်ပြောတယ်အိုးဆရာတော့ဟုတ်တယ်ဆရာခေါ်တဲ့လူများရှိတယ်ကျွန်တော်တို့ခေါ်တဲ့လူမရှိဘူးနော်ရှိရင်တော့သွားမလို့လေနော်အခုချိန်မှာဆိုပို့ဆိုးတာပေါ့လေမြန်မာပြည်ကိုမြန်မာပြည်တော့ခရစ်တော်ဖြည့်ရမယ်မဆိုချင်တော့ဘူးနိုင်ငံရေးအချိန်တွေမှာမကောင်းတာတိတ်မဆိုချင်တော့ဘူးเนาะဒါပေမဲ့ဒီအချိန်မှာပို့ဆိုရမှာဖြစ်တယ်ဟာလေလုယာပို့ပြီးတော့အားဆိုင်ရမယ့်အချိန်ဖြစ်တယ်အိုးကျွန်တော်တို့တစ်ခါလေချရင်သခင်ယေရှုရဲ့စိတ်နဲ့သဘောထားနှိမ့်ချခြင်းတွေတနာဆာနာခြင်းတွေကျွန်တော်တို့ကအင်မတန်မှယော့လာတာဖြစ်အဲကြောင့်မလို့သခင်ယေရှုကပြောတယ်ငါထံကိုနီးခံပါတဲ့သခင်ယေရှုကိုကျွန်တော်တို့သခင်ယေရှုထံမှာနီးခံခြင်းlearn from me လို့ပြောတယ်ဖျားခင်သခင်ယေရှုစီမှာကျွန်တော်တို့သင်ယူမယ်နီးခံမယ်ဆိုရင်ဘာမှမလို့စမ်းစာဖတ်ဖို့ပဲလို့တယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောမယ်စမ်းစာဖတ်ဖို့ပဲလို့တယ်စမ်းစာဖတ်တဲ့အခါမှာသခင်ယေရှုရဲ့တတ်တော်စင်ပါတဲ့မဿဲမာကုလုကာယောဟန်ကိုဖတ်ပါအဲ့ဒါကျွန်တော်တို့သခင်ယေရှုနဲ့ပို့ပြီးတော့တိကျွမ်းလာမယ် Life of Christ movie တွေကြည့်ပါ The Passion of Christ movie တွေကြည့်ပါသခင်ယေရှုရဲ့တတ်တော်စင် movie တွေကြည့်ပါဒီမှာပါဝင်တဲ့လူတွေအကုန်လုံးကအနည်းဆုံးအခါ20လောက်ကြည့်ပြီးသားတွေဖြစ်မယ်ပြန်ပြီးတော့ကြည့်ပါပြန်ပြီးခွန်အားယူပါ Hallelujah နှုတ်ကပတ်တော်တွေပြန်ပြီးဖတ်ပါဖတ်ပြီးသားဖြစ်ပေမဲ့လည်းပဲထပ်ပြီးဖတ်ပါအဲ့ဒီအထဲမှာတနေ့နဲ့တနေ့ဖျားသခင်ရဲ့ဝိညာဉ်တော်ရဲ့ပေါ်ပြခြင်းတွေကတူမှာမဟုတ်ဘူးအဲ့ဒီပေါ်ပြခြင်းတွေနဲ့အတူကျွန်တော်တို့က reflect နော်ပြန်ပြီးတော့ reflect လုပ်ပြီးတော့ပြန်ပြီးအသက်ရှင်ရမှာဖြစ်တယ်ပြန်လည်ပြီးတော့တုံ့ပြန်ရမှာဖြစ်တယ်နေ့စဉ်အသက်တာမှာနော်နေ့စဉ်အသက်တာမှာကျွန်တော်တို့အသက်ရှင်ရမှာဖြစ်ပါဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုဖတ်ရမယ်အကြောင်းရင်းဘာလို့နှုတ်ကပတ်တော်ဖတ်ရမယ်လဲကျွန်တော်တို့အများကြီးပြောစရာမလိုပါဘူးကျွန်တော်တို့ခြေရှိမှမိကွက်ဖြစ်တယ်နော်ဘာလဲနိညာမပြတ်ကြည့်ရှုဖတ်ရရမည်တဲ့အထို့သောပြုလီဒီနေ့အကြံထားမြောက်ရေးအောင်မြင်လိမ့်မည်တဲ့ယောရှုဒီမှာနှုတ်ကပတ်တော်မှာဖတ်ပဲနဲ့ကျွန်တော်တို့ယုံကြည်သူတွေကလုံးဝရှစ်ဆက်လို့မရပါဘူးလူဒီတဲ့မုန်းအပြစ်သာအသက်ကိုငွေရတာမဟုတ်ပါဘူး
ဖျားသခင်မိန်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမှာဖြစ်ပါတယ်ခါလေကျရင်ကျွန်တော်တို့လမ်းပြောင်းနေပြီလားခါမှနှုတ်ကပတ်တော်တွေပြန်သွားရအောင်နှုတ်ကပတ်တော်ကိုနေ့စဉ်ဖတ်ရှုခြင်းအပြင်ကျွန်တော်တို့ရဲ့ဘာလမ်းမပြောက်စရာအကြောင်းမရှိဖျားသခင်နဲ့အမြဲတမ်းအဆက်အသွယ်ရှိနေတယ် Abide on me လို့ငါနိုင်တီပါလို့သခင်ယေရှုကပြောတာအဲ့ဒါဖြစ်ပါတယ်အမြဲတမ်းနှုတ်ကပတ်တော်ထဲမှာတခါလေကျရင်ဆုတောင်းပါလို့ပြောတာလည်းမှန်ပေမဲ့ဆုတောင်းတာနှုတ်ကပတ်တော်မှာပါလို့ဆိုရင်လမ်းလွဲနိုင်တယ်အားဆုတောင်းတာလွယ်တာဟုတ်ကိုလိုဝါပြပါတရားပြပါဝါပြပါဒီပါဆုတောင်းတာမရလို့ဆိုရင်ပောက်ကွဲသွားပြီကိုတော့ပြောတော့တောင်းရင်တောင်းကြတော့တောင်းရင်ရပြီဆိုမရဘူးလေပောက်ကွဲသွားပြီအဖြေတိုင်းက no ကြီးပဲလာတာနော် wait တောင်မလာတော့ no အဲ့ဒါဆိုဘယ်သူစုမတောင်းချင်တော့ဘူးလေစုတောင်းရတာအားကုန်တာပေါ့နော်အားကုန်တဲ့အခါကျတော့နှုတ်ကပတ်တော်မှာပါဝဲနေကျွန်တော်တို့စုပဲတောင်းမယ်ဆိုရင်လည်းအဲ့ဒါနည်းနည်းလေးတော့ချော်သွားတတ်တယ်ဆိုတော့ကျွန်တော်တို့ကနှုတ်ကပတ်တော်ဖတ်မယ်နှုတ်ကပတ်တော်ဖတ်တဲ့အခါကျမှစုတောင်းတာတွေကဘယ်လိုစုတောင်းရမလဲဆိုတော့ကျွန်တော်တို့ဖျားခင်တုံတင်သွားမှာဖြစ်တယ်အဲ့ဒါကသခင်ယေရှုကကျွန်တော်တို့တုံတင်မှာနိကဘာဖြစ်လို့ဆိုတော့ဝိညာဉ်တော်အဖြစ်လို့ပြောပါတယ်ဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကအဲ့ဒါခွန်အားယူရမှာဖြစ်တယ်နော်ကျွန်တော်တို့ဝိညာဉ်အဖြစ်ကျွန်တော်တို့ကခွန်အားယူရမှာဖြစ်တယ်ဒီဝိညာဉ်ကဘေးကနေအမြဲတမ်းကျွန်တော်တို့ကိုတိဆောက်ပေးမှာဖြစ်ပါတယ်ဆိုတော့သခင်ယေရှုထံမှာနီးယူလို့ဆိုရင်သခင်ယေရှုနဲ့ပို့ပြီးတော့အကျွမ်းဝင်လာမှာဖြစ်တယ်သခင်ယေရှုနဲ့ပို့ပြီးအကျွမ်းဝင်လာလေကျွန်တော်တို့ဘဝမှာဒုက္ခတွေကြုံရရင်လည်းပဲစိတ်မပြတ်တော့ဘူးဟာလေလုယာမကြုံရဘူးလို့ဖျားခင်မပြောဘူးဝမ်းနဲ့ဆရာကြုံရရင်လည်းပဲခဏတော့ဝမ်းနဲ့လိုက်မယ်ဒါပေမဲ့ထိုဝမ်းနဲ့ချင်းလိုက်မပြိုလဲသွားဘူးဖျားနဲ့မဝေးသွားဘူးပို့ပြီးတော့ဖျားနဲ့ပို့ပြီးနီးကပ်လာဆိုကျွန်တော်တို့ယုံကြည်သူတွေတက်တာမှာသခင်ယေရှုနဲ့အမြဲတမ်းတွားလာဖို့လိုအပ်ပါတယ်ခုနကတော့ဆရာ slide ပေါ်ပြောသလိုရှိပွားရေးလုပ်ငန်းဆောင်တွေလှုပ်ဆောင်နေတဲ့ဂျားမှာအရန်လမ်းပြောက်ဖို့အတွက်လွယ်ပေမဲ့လည်းပဲနှုတ်ကပတ်တော်အားဖြင့်ပြန်လည်ပြီးတော့ဘဝကိုရှေ့ဆက်တယ်နှုတ်ကပတ်တော်တင်ချထားတဲ့အရာတွေကပြန်လည်ပြီးခွန်အားရတယ်ဒါအမှန်တရားပဲဖြစ်ပါတယ်မိတ်ဆွေအမှန်တရားပဲဖြစ်ပါတယ်တိမောကပင်လယ်ထဲမှာရှိနေလို့နစ်မြုပ်တာမဟုတ်ဘူးတဲ့အဲ့ဒီတိမောထဲကိုရေဝင်သွားလို့တိမောကနစ်မြုပ်တာဖြစ်ပါတယ်တနည်းအားဖြင့်တိမောပေါက်သွားတာလားမူလီလေးတစ်ခုချောင်းနေတာလားအဲ့ဒီတိမောတွေကိုရေတွေကဝင်သွားလို့တိမောကရေအောက်ကိုကျသွားတယ်နစ်သွားတာဖြစ်တယ်အဲ့မဲ့ဒီတိမောကိုလေတိမောတွေကိုလေရေတစမ်းမှမဝင်ခိုင်းနဲ့ဗျာငါးဖမ်းနဲ့လှေတွေဆိုရင်ရေကတော့ဝင်ပါတယ်တဝက်လောက်ထိဝင်သေးတယ်ရတယ်တဝက်လောက်ထိဝင်သေးဝင်ခိုင်းလိုက်ပါဦးပြန်ခတ်ထုတ်လိုက်မယ်ဆိုရင်အဲ့ဒီလေကလုံးဝမမြုပ်ဘူးတဲ့ကျွန်တော်လောကမှာအသက်ရှင်နေတော့လဲပဲအဲ့ဒီလောကအရာတွေကျွန်တော်တို့အထဲကိုမဝင်ဘဲနဲ့ခင်ယေရှုထံမှာနီးခံပြီးတော့အသက်ရှင်မယ်ဆိုရင်ဒီ CDCM ကျောင်းမှာတက်နေတယ်ဆိုရင်ဆရာတီမိုသီစီကနေပြီးတော့ဆရာအောင်စမင်စီကနေပြီးတော့ဆရာပြန်စီကနေပြီးတော့ဆရာမရူဘီစီကနေပြီးတော့နီးခံမှာဒါကနှုတ်ကပတ်တော်တမန်တရားအတိုင်းတွားမယ်လမ်းကြောင်းဖြစ်ပါတယ်ဘယ်တော့မှနင်းမြုံမှာမဟုတ်ဘူးအာမင်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဘုရားသခင်ကိုဆုတောင်းဖို့ကကျွန်တော်တို့ဒီသခင်ယေရှု၌သာဉာဏ်ပညာပြည့်စုံရှိတယ်ဘာမဆိုရှိတယ်ကျွန်တော်16နှစ်မှာပြောင်းလဲတာဖြစ်တယ်ကျွန်တော်ပြောင်းလဲတဲ့အခါမှာဘာမဆိုဖြစ်ခြင်းနဲ့အောင်မြတ်လို့ဖြစ်ခြင်းနဲ့ကျမ်းသာကြော်ဝါလို့ဖြစ်ခြင်းနဲ့စိတ်ချမ်းသာလို့ဖြစ်ခြင်းနဲ့သူများရှိမှမျက်နှာပွင့်လန်းတော့သူဖြစ်ခြင်းနဲ့အားလုံးကိုရှာကြည့်လိုက်တော့တမန်ကျမ်းစာလေးမှာရှိတယ်ယေရှုခရစ်တော်ဖျားသခင်စီမှာပဲရှိတယ်ဒါကြောင့်ကျွန်တော်ဘဝအတ္တကိုဖျားသခင်စီမှာအနံပြီးတော့နောက်ဆုံးကောင်းကင်နိုင်ငံရောက်လို့ဆိုရင်ဖျားသခင်နဲ့ပဲအမြဲတမ်းအတူတူနေရမှာဖြစ်တဲ့အတွက်ထိုဖျားရဲ့အမှုတော်ကိုဆောင်ရွက်မယ်ဆိုပြီးတော့စက္ကပ်ခဲ့တာဖြစ်ပါတယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သခင်ယေရှုစီမှာပဲကျွန်တော်နီးခံရအောင်ခင်ယေရှုကိုတိကျွမ်းခြင်းမှာကြီးပွားရဟာလေလုယာရှင်ပေတရုဩဝါဒဒုတိယဆောင်ခန်းကြီး38မှာပြောတယ်ခင်ယေရှုကိုတိကျွမ်းခြင်းမှာကြီးပွားကြပါအဲ့လိုမှမဟုတ်ဘူးဆိုရင်ဟောရှိ6:4မှာပြော4:6မှာပြောထားတဲ့အတိုင်းပဲငါလူလူဒီပညာမဲ့သောကြောင့်ဆုံးရှုံးခြင်းတို့ရောက်တယ်တဲ့ဘုရားသခင်ကိုမတိကျွမ်းဘူးသခင်ယေရှုကိုမတိကျွမ်းဘူးဆိုရင်ကျွန်တော်တို့ကပညာမဲ့ဖြစ်သွားမှာဖြစ်ပါတယ်ဇာတိနဲ့စပြီးတော့ဝိညာဉ်တော်နဲ့စပြီးတော့ဇာတိနဲ့ဆုံးမယ်ဆိုရင်လည်းကျွန်တော်တို့ပညာမဲ့တို့သူဖြစ်မှာဖြစ်တယ်။တောက်ပေါ်မှာမတိဆောက်ဘဲနဲ့တဲပေါ်မှာတိဆောက်တဲ့ဆိုရင်ပညာမဲ့ဖြစ်မှာဖြစ်ပါတယ်။မိတ်ဆွေဒီနေရာမှာကျွန်တော်တို့ CTCM မှာရောက်နေတယ်ဆိုကျွန်တော်တို့ဒီသခင်ယေရှု၌တည်သောအသက်တာပညာရှိသောအသက်တာဘုရားဘုန်းတော်ထင်ရှားသောအသက်တာဖြစ်ကြအောင်ကြိုးစားရအောင်နီးခံရအောင်သခင်ယေရှုမှာနီးခံရအောင်လို့ကျွန်တော်ခွန်အားပေးနေဒီကုန်းချုပ်ချင်ပါတယ်။ကျေးဇူးတင်ပါတယ်။ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေ။ Amen. Amen.